ကဲဒါတော့ကိုတင်းနဲ့ကိုတင်းနဲ့ကိုကိုလေးနဲ့အပေါက်ပဲဗျာကင်ပေါင်းနဲ့အတန့်နဲ့ပေါ့နော်ခုမှမှီလို့ဗျာနော်ကျော်ရမ်းနောက်ကြပါအမကအိတ်လက်ရောက်သွားပြီတို့ရန်ကုန်ဗော်လီဘောစပေါ့ကိုလေအပေးကြအောင်လေနော်မကအိတ်လက်ပါဗျနိုင်ပဲတို့တက်တယ်မေးတာဆက်ရတယ်ဘာလက်အိပ်ပါဗျအမကတော့ဟောနည်းနည်းဒါတော့ကင်ပေါင်းတဲ့အတန့်နဲ့ပေါ့နော်ဟိုလေထိတော့ကောင်းလို့စီးဆောင်ခိုင်းတော့ဘူးဖြစ်စီးရစားမင်းနေပြိုနေဗျနော်မကလက်အိပ်ပါဗျကိုကဘာလုံးလဲမကတော့လက်အိပ်ပါဗျတမတ်မကိုမရသေးဘူးဗျနော်ဟုတ်ကဲ့ကွာလက်အိပ်ပါဗျအမှန်ကကျွန်တော်ရန်ကုန်ဗော်လီဘောစပေါ့လဲနော်ကျွန်တော် Facebook မှာလည်းရှိတယ်ဗျနော် follow လေးလုပ်ပေးကြအောင်နော် program လေးကြည့်ကြည့်ကဲခုကတော့1 8ဆိုကွင်းချိန်ပါပြီခုမှကွင်းချိန်ပါတမက်ရအောင်ဂိမ်းတော့ပြီးရောဘယ်လိုရောအပိုင်းရှိပါမက2 8ပါဗျာနော်တမတ်တော့ပါတူအိပ်ပါပဲအမကအိတ်2ပါပဲအမက2အိတ်ပါကဲ3အိတ်ပါဗျအမကမကတော့4 8ပါဗျ
84ပါဗျအမှတ်ကတော့ဖိုးအိတ်ပါပဲနော်ဟိုဘက်ကအရမောင်းလို့ဒီဘက်ကအရမောင်းလို့မျှတယ်ဗျ